ပထမဆုံးတစ်ခုကတော့ကောင်းကင်ဘုံကိုတဲတဲမမတ်တက်သွားတယ်လို့ထင်ရတဲ့ဂျပန်နိုင်ငံကတရားတစ်စင်းဖြစ်ပါတယ်ကင်မရာရိုက်ကူးတဲ့ထောက်အနေထားကြောင့်လမ်းမကြီးဟာ60ဒီဂရီထောက်မှန်အတိုင်းမတ်ဆောက်နေတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့လမ်းရဲ့အတက်အဆင်းဟာအဲ့ဒီလောက်မတ်ဆောက်ခြင်းမရှိပါဘူးဒီလိုမျက်စိလှည့်စားမှု optical illusion ကြောင့်ပဲဒီတရားဟာ online ပေါ်မှာနာမည်ကြီးလူကြိုက်များသွားတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကားတွေရေအောက်ထဲမောင်းဝင်သွားတယ်လို့ထင်ရတဲ့နယ်သာလန်နိုင်ငံကထူးဆန်းတဲ့တရားတစ်စင်းပါတကယ်တမ်းမှာတော့ဒါဟာတူးမြောင်းရဲ့အောက်တက်မှာဖောက်လုပ်ထားတဲ့မြေအောက်လိုင်းကောင်းလမ်းမကြီးဖြစ်ပါတယ်တူးမြောင်းထက်မှာတင်မောတွေအေးအေးဆေးဆေးဖြတ်တန်းနေချိန်မှာပဲလမ်းမကြီးပေါ်မှာတော့နေ့စဉ်နဲ့အမျှထောင်ပေါင်းများစွာသောကားတွေဟာတူးမြောင်းအောက်ကနေမောင်းနေကြတာပါနောက်ထပ်တစ်ခုကတော့တရုတ်နိုင်ငံကရေပေါ်တရားဖြစ်ပါတယ်အထူးပြုလုပ်ထားတဲ့ရေပေါ်ဖောင်ရပေါင်းများစွာအကူအညီနဲ့မီတာ900နီးပါးရှည်တဲ့တစ်သားလမ်းမကြီးဟာရေမျက်နှာပြင်ပေါ်မှာတိုက်ရိုက်တင်နေတာဖြစ်ပါတယ်အဝေးကနေကြည့်မယ်ဆိုရင်ကားတွေဟာမြစ်ပြင်ပေါ်မှာတကယ်ပဲမောင်းနေတယ်လို့မျိုးထင်မဲ့ရပါတယ်နောက်ဆုံးတစ်ခုကတော့နယ်သာလန်နိုင်ငံကမချိတ်တရား drawbridge တစ်မျိုးဖြစ်ပါတယ်ဒီတရားဟာတခြားတရားတွေလိုမျိုးအလဲကနေနှစ်ချမ်းကွဲပြီးပွင့်သွားတာမျိုးမဟုတ်ပဲစတူရန်ပုံစံလမ်းမကြီးတစ်ခုလုံးကိုအပေါ်ကိုမြောက်မပြီးဘေးဘက်ကိုရွှေ့လိုက်တာမျိုးဖြစ်ပါတယ်အဲ့ဒီလိုလမ်းကိုဘေးဖယ်ပေးလိုက်ခြင်းအဖြစ်တင်မောတွေဖြတ်တန်းသွားလာနိုင်အောင်ပြုလုပ်ပေးထားတာဖြစ်ပြီးတင်မောဖြတ်ပြီးတာနဲ့လမ်းမကြီးဟာမူလနေရာကိုပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်